အားလုံးပဲမင်္ဂလာပါဒီတစ်ပတ်ကတော့ Sunny Talk ဆိုတော့ Sunny Talk show လေးအမတို့လုပ်ကြရပါတော့เนาะဆိုတော့အမဘဝမှာအမမေပြောတဲ့စကားတွေထဲမှာအကြိုက်ဆုံးစကားတွေအများကြီးရှိပါတယ်ပေါ့เนาะဆိုတော့အမအမေနဲ့အမအရန် close ဖြစ်တဲ့မိသားစုတွေမှာပါတယ်သားမီးနှစ်ယောက်ကမိသားစုမေနဲ့သားသမီးလိုလည်းဟုတ်တယ်လို့ညီမတွေလိုမျိုးလည်းဟုတ်တယ်ပေါ့เนาะအခုချိန်ထိပဲမေနဲ့အမနဲ့ကအမရဲ့အကြောင်းအရာတော်တော်များများ 100% လောက်ကိုအမကမေကိုအမြဲပြပြလေးပြပြထားရှိတယ်တိုင်ပိတ်ထားရှိတယ်ပေါ့เนาะဆိုတော့အရင် close ဖြစ်တဲ့သားမီးနှစ်ယောက်ထဲမှာပါတယ်ပေါ့နော်ဆိုတော့ငယ်တော့ကအမကအမမေပြောတဲ့စကားတွေမှာအမအရန်ချက်တဲ့စကားတစ်ခုရှိတယ်အခုချိန်ထိလည်းအဲ့ဒီစကားအရန်သဘောကျတယ်ပေါ့နော်ဆိုအလုပ်ထဲဝင်တဲ့အခါမှာမေပြောတဲ့စကားလေးပေါ့နော်အမကဆယ်အောင်ပြီးချင်းမဲ့အလုပ်ထဲကိုဝင်တဲ့အခါမှာအမမေပြောတဲ့စကားတွေမှာဘာလဲဆိုတော့အလုပ်ဆိုတဲ့အရာကတဲ့တင်တန်းထောက်တော့နော်အရင်ဆုံးပြောတဲ့ဟာတင်တန်းဆိုတဲ့အရာကတင်တန်းတက်တော့ပဲဆိုရင်တဲ့လူတွေကပတ်စံပေးပြီးမှတက်ရတယ်ဒါပေမဲ့လူအကြောင်းသိဖို့တစ်ချက်လူအကြောင်းသိဖို့ပေါ့နော်ဘဝအကြောင်းသိဖို့အကြတော့တဲ့အလုပ်ထဲမှာပဲရတာဘယ်နေရာမှမရအောင်တင်တန်းမှလည်းမရအောင်လူအကြောင်းတွေသိကျင်လို့ဘဝအကြောင်းတွေသိကျင်လို့ဆိုပြီးတော့အမတို့တင်တန်းတော့တက်လို့မရဘူးပေါ့နော်ဒါပေမဲ့အဲ့ဒါကဘယ်ထဲမှာသင်မိလို့ရလဲအလုပ်ထဲမှာသင်မိလို့ရတာတဲ့အလုပ်ဆိုတာကပတ်စံလည်းရမယ်တစ်ချက်ကနှစ်ချက်ကလူအကြောင်းလူအကြောင်းတွေသိရမယ်နောက်တစ်ခုကကျဘဝအကြောင်းတွေသိခွင့်ရမယ်ပေါ့နော်အဲ့ဒါကဘယ်နေရာမှမရတဲ့ဘယ်တော့မှမရနိုင်တဲ့တန်ဖိုးမဖြစ်နိုင်တဲ့အရာပဲတဲ့အဲ့စကားငယ်တော့အနက်ဒိတ်ပဲဘယ်လောက်ထိလေးနဲ့တလဲဆိုတာအမမသိခဲ့ရဘူးပေါ့နော်ဒါပေမဲ့အသက်အရွယ်တစ်ခုကြီးတိုင်းအမအဲ့စကားရဲ့တန်ဖိုးရဲ့အနက်ဒိတ်ပဲဘယ်လောက်ထိမြင့်မားသလဲဘယ်လောက်ထိတန်ဖိုးရှိသလဲဆိုတဲ့စကားကိုသိမြင်ခွင့်ရတဲ့အတွက်အရန်ဝမ်းသာတယ်အရန်လည်းကျေးဇူးတင်တယ်ပေါ့နော်ဟိုရက်ကမမေကိုစကားပြောဖြစ်ပါတယ်မမေသမီးကျေးဇူးတင်တယ်ဆိုတဲ့စကားကိုပြောဖြစ်တယ်ပေါ့နော်အမမှာကောင်းတဲ့အချက်လေးတစ်ခုရှိပါတယ်အမကျေးဇူးတင်ရမယ်လို့ဆိုရင်ကျေးဇူးတင်ရမယ်အရာကိုလက်ခံရရှိထားရဆိုအမြဲကျေးဇူးတင်ဖြစ်တဲ့အကြောင်းအရာပါပဲအဲ့တော့မမေကိုကျေးဇူးတင်ဖြစ်တယ်မမေကျေးဇူးတင်ပါတယ်ဟုတ်ပါတယ်လောကကြီးထဲမှာအလုပ်ထဲမှာပဲအမတို့ကခုနကပြောတယ်လူအကြောင်းတွေသိခွင့်ရမယ်နောက်တစ်ခုကဘဝအကြောင်းတွေကိုသင်ကြားခွင့်ရမယ်အဲ့ဒါကအလုပ်ထဲမှာပဲရတာပါဘယ်နေရာမှမရနိုင်ပါဘူးပေါ့နော်ကိုကပတ်စံလည်းရနေအောင်မယ်လူအကြောင်းတွေလည်းသင်ကြားခွင့်ရနေအောင်မယ်လူသဘာဝအကြောင်းတွေလူတွေအများကြီးအကြောင်းတွေကိုလေ့လာခွင့်ရမယ့်အတွက်အလုပ်ထဲမှာအဲ့အရာကတန်ဖိုးမဖြစ်နိုင်တဲ့အရာဖြစ်ပါတယ်ဒါကြောင့်မို့လို့လူငယ်တွေကိုလည်းအမပြပြချင်ပါတယ်မောင်လေးညီမလေးအနေနဲ့ဆယ်တန်းအောင်ပြီးသွားပြီဒါဟို live တစ်ခုရောက်တော့မယ်ဆိုရင်ပြောင်းတော့မယ်ဆိုရင်အလုပ်ထဲမှာအလုပ်ထဲကပဲအမတို့ကိုကောင်းခြင်းဆိုးခြင်းတွေလူအကြောင်းတွေလူသဘောတဘာဝတွေဘဝဆိုတဲ့အကြောင်းအရာတွေကိုသင်ကြားပေးတာဖြစ်တဲ့အတွက်ဘယ်အလုပ်ဆိုရင်အလုပ်ဝင်မှာအလုပ်ရှိခြင်းအတန်ဖိုးရှိခြင်းနဲ့အတူတူပါပဲအဲ့အလုပ်ထဲမှာပဲကိုကပတ်စံလဲရမယ်သင်ကြားခွင့်လဲရမယ်ဆိုရင်ဒါအရင်ပြည့်စုံတဲ့ရပါတော့ငယ်ရွယ်တဲ့အချိန်မှာအဲ့ဒါရနားလဲကျမနားလဲမှာပါအမတို့လည်းငယ်ရွယ်တဲ့အချိန်မှာမေတို့ပြောခဲ့တဲ့စကားကိုနားမလဲပါဘူးမေပြောတဲ့စကားကိုနားမလဲပါဘူးဒါပေမဲ့အသက်အရွယ်ရောက်ပြီးအသက်တစ်နှစ်ကြီးတိုင်းခုနအမအများကြီးပြောနေကြစကားပါတော့အသက်တစ်နှစ်ကြီးတိုင်းအဲ့စကားရဲ့အနှံ့ထိပ်ပဲတန်မို့သိမြင်လာလေမေကိုကျေးဇူးတင်နေပါပဲဆိုတော့ဒီစကားလေးကိုပြန်လဲမျှဝေပေးချင်ပါတယ်ညီမလေးတို့မောင်လေးတို့အနေနဲ့လည်းအလုပ်ထဲဝင်ပြီးတော့ဘဝအကြောင်းလေးလူအကြောင်းတွေကိုသင်ကြားခွင့်ရပြီးတော့တိုးတက်အောင်မြင်ပါစေလို့ဆုတောင်းပေးနေဒီတစ်ပတ် Sunny Talk ကလေးတော့အမဒီလောက်နဲ့နောက်ရထားလိုက်ချင်ပါတယ်ဘိုင်ဘိုင်နောက်တစ်ပတ် Sunday မှာတော့စကားအသစ်ကလေးတွေအမရခဲ့တဲ့ဘုဟုတ္တလေးပြန်လည်မျှဝေပေးပါမယ်နောက်တစ်ပတ်တွေ့မယ်နော်ဘိုင်ဘိုင်